Excel မှာ if function အကြောင်းကိုထပ်ထပ်ဝင်သိချင်ရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်ကို recommend ပေးပါတယ်if function ကိုဘာကြောင့်ဒီ Excel မှာပေါ့နော်အသုံးပြုကြလဲပြီးတော့ဘာကြောင့်အသုံးများလဲဆိုတာလေးကိုပြပြပေးမှာဖြစ်ပါတယ် if function ပေါ့နော် if function ဆိုတာကကြတော့အခြေအနေဒါမှမဟုတ်စာသားဒါမှမဟုတ်ရင်ကိန်းကနန်းတွေကိုစစ်ဆေးဖို့အတွက်ကိုအသုံးပြုတဲ့နေရာမှာ if function ကိုအသုံးပြုတယ်ဥပမာပေါ့နော်ဒီ value ကကြတော့ true ဒါမှမဟုတ် for ပြချင်တာပဲဖြစ်ပေါ့နော်အဲ့လိုနေရာမှာ if function ကိုအသုံးပြုရပေါ့နော် example လေးအနေနဲ့နောက်မှလုပ်ပြသွားပါမယ်ဆက်ပြီးတော့ကြည့်ပြပါနော်ကဲဒီမှာဆိုရင်ဖြိုးဆိုရင်ဒီမှာ true လို့ဖြစ်ချင်ပြီးတော့တကယ်လို့တခြားဟာဆိုရင်ကိုက false လို့ဖြစ်ချင်တယ်ဆိုရင်ဒီဟာလေးကိုသုံးပြမယ်ပေါ့နော် if function ပြီး logical test ဆိုတာကကြတော့ဒီဟာအကုန်လုံးကိုပေါ့နော်ဒီဟာအကုန်လုံးကိုဒါအကုန်လုံးကိုဆက်လက်မှတ်မယ်အဲ့ဒါကတကယ်လို့ဖြိုးဖြစ်ခဲ့မယ်ဆိုရင်ပထမတစ်ခုက true ဖြစ်ရမယ် true လို့ပြပေးပါ comma နောက်တစ်ခုကကြတော့ false လို့ပြပေးပါကဲအဲ့ဆိုရင်ခွင့်ပြပေးလိုက်မယ်အဲ့ဆိုရင်ဒီမှာဖြိုးဖြစ်တဲ့အတွက်ကကြ true မျိုးဖြစ်တဲ့အတွက်က false ဖြိုးမှန်သမျှ true ဖြစ်ပြီးရောမျိုးမှန်သမျှကျန်တဲ့name တွေအကုန်လုံးက false ဖြစ်မယ်နောက်တစ်ခုကိုဒီ if function ကို if function ကြီးပဲတည်တက်ကြီးပဲသုံးလို့ရလားဒါမှမဟုတ်တခြားfunction တွေရောတွဲပြီးသုံးလို့ရလားဆိုတော့သုံးလို့ရပါတယ်အခုပထမဆုံးအနေနဲ့count if လေးသုံးပြမယ်ပေါ့နော် count if လေးကိုကြတော့ဒီအကုန်လုံးကိုဆက်လက်မှတ်လိုက်မယ်ပေါ့နော်အကုန်လုံးကိုဆက်လက်မှတ်လိုက်မယ်အဲ့ထဲမှာတကယ်လို့ဖြိုးကိုကောက်လုပ်မယ်ပေါ့နော်ဖြိုးကဘယ်နှခုရှိလဲပေါ့နော်ဖြိုးကိုကောက်လုပ်လိုက်မယ်ဖြိုးကောက်လုပ်လိုက်ပါမယ်အဲ့ဆိုရင်ဖြိုးကဒီမှာ၄ခုရှိရပေါ့နော်ဥပမာဒီဟာအကုန်လုံးကိုဖြတ်လိုက်တဲ့အချိန်မှာဒီမှာ0ဖြစ်နေရော0မမြင်ချင် blank အတိုင်းပဲဖြစ်ချင်တယ်ဆိုရင် if function လေးကိုအသုံးပြုကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ခုနက control z လေးပြန်ခေါ်ပြီးတော့ဒီဟာလေးကိုဒီဘက်မှာရွှေ့ထားလိုက်မယ်ပေါ့နော်ဒါလေးတော့ဖြတ်လိုက်မယ်ဒါလေးကိုဖြတ်လိုက်မယ်ပြီးသွားပြီဆိုရင်ဒီမှာ count if function ကို if function နဲ့တွဲပြီးသုံးပြမယ်ပေါ့နော်အဲ့ဆိုရင်အခု count if function ရဲ့ရှေ့လေးမှာဆက်လက်မှတ်လိုက်ပြီးတော့ if function လေးကိုသုံးမယ်ပြီးသွားပြီဆိုရင်တကယ်လို့ဒီဟာက0ပေါ့နော်0ပြခဲ့မယ်ဆိုရင်မပြချင်ဘူးအလယ်မှာဒီလို blank လေးပဲပြပေးပါပြီးသွားပြီဆိုရင်ဒီကနေဒီ t ကိုပြန်ပြီးတော့ဆက်လက်မှတ်ပြီးတော့ပြန်ပြီး copy ချလိုက်မယ်ဆိုရင်ဒီမှာဒီထဲမှာဘာမှမရေးထားဘူးဆိုရင်ဒီဟာ blank အတိုင်းပဲတကယ်လို့ဒီမှာသွားပြီးတော့ဖြည့်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာ formula လေးကဝင်သွားပြီပေါ့နော်ခုနကတော့0ကြီးပြမနေတော့ဘူးဒီမှာကဖြတ်လိုက်ခဲ့မယ်ဒီမှာဘာမှမရှိခဲ့ဘူးဆိုရင်ဒီမှာဘာမှမရှိခဲ့ဆိုတော့သူက blank အတိုင်းပဲပြနေမှာပေါ့နော်အဲ့ဒါဆိုရင်ဒီ if function လေးကိုအသုံးပြုပြီးရောကိုပြချင်တဲ့ပုံစံမျိုးကိုတခြား function တွေနဲ့တွဲပြီးတော့လည်းပြပေးလို့ရပါတယ်if function လေးကိုအသုံးပြုကြည့်ပါပေါ့နော်ရလို့သိချင်တာလေးရှိရင် comment မှာမှတ်ခဲ့ပေးပါအောင်